ကျမတို့မြင်ကျွန်းပရိဘောဂဆိုင်ရဲ့ဂုံယူစွာထုတ်လုပ်ထားရတဲ့ဇိုင်းတစ်ကျွန်းဖျားဆောင်ကြီးကိုညောင်တုံးမြို့နယ်ကိုပို့ပေးရမယ်အပဲရင့်ရောင်လေးနဲ့တွန်တင်းမြို့နယ်ကိုပို့ပေးရမယ်ကျွန်းရောင်အပြောင်ကျွန်းဖျားဆောင်ကြီးတွေပဲဖြစ်ပါတယ်ရှင်ဒီဖျားဆောင်နှစ်ခုကတော့ကာလာလဲကွာတယ်စိုက်တွေလဲကွာပါတယ်နော်အသေးစိတ်လေးတွေကိုတော့ကျမနောက်မှတေချာလေးရှင်းပြပေးပါမယ်ရှင်ခုဒီအယောင်လေးကတော့အပေါင်ထဲမှာမို့လို့ပေါ့နော်အယောင်လေးကကျမတို့အပဲရှင်ရအပြောင်လို့နာမည်ပေးထားပါတယ်ဒီထဲမှာတော့အယောင်လေးကနုနေရရှင်ဒါပေမဲ့နေရောင်ကြီးနဲ့ဆိုရင်အပြင်မှာပေါ့နော်ဒါကင်မရာဖုန်းရောင်ထဲမှာမို့လို့ပါအပြင်မှာဆိုဒီအယောင်လေးကလေနည်းနည်းလေးအရဲဘက်ကိုသွားတယ်အမဲဘက်ကိုလည်းမသွားဘူးပေါ့နော်အရန်ကိုလွင်လွင်လေးနဲ့တော်တော်လှပါတယ်ရှင်ခုဒီအယောင်လေးကတော့ပုံမှန်တုံနေကြကျမတို့ကျွန်းရအပြောင်တုတ်ပေးထားတာပါဒါလေးကတော့စိုက်ကြီးပါတယ်နော်ဒါလေးကတော့စိုက်ကြီးပါမယ်ရှင်ကဲညောင်တုံးမြို့နယ်တွေတွန်တင်းမြို့နယ်တွေဆိုရင်လည်းကျမတို့စိုင်ကားနဲ့ဓာတ်ရိုက်ပို့ပေးတဲ့ service လေးရှိတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာမှာယူအားပေးနိုင်ပါတယ်နော်ဒီကျွန်းဖျားဆောင်ကြီးတွေကို100%ကျွန်းသား100%တတုအထူလေးနဲ့ပဲပြုလုပ်ပေးထားရပဲဖြစ်ပါတယ်ရှင်ဆိုင်မှာအသင့်ရှိရဆို3ရက်အတွင်းပို့ပေးပြီးတော့ install မရှိပါကကြာချိန်3ပတ်ကနေပြီးတော့2လအထိကြာမြင့်နိုင်ပါတယ်နော်